င်းတစ်မျိုးတည်းနဲ့ထမင်းမြင့်စေမဲ့ပဇွန်ချင်းပေါင်ကြော်ချက်လေးချက်ပြပါမယ်ရှင်ပထမဦးစွာငရုတ်သီးနီကြက်သွန်ဖြူနီစားလက်ဖက်စားစွန်တစွန်ဟင်းခတ်မုံနည်းနည်းလေးထည့်ထောင်ထားတာလေးနဲ့စီတတ်ပါတယ်စီလေးပြန်လာရင်ပဇွန်ထည့်မှွေပါတယ်ရှင်ပဇွန်လေးကွေးလာရင်ဖြင့်ချင်းပေါင်နဲ့ကစွန်ရွက်ရေစစ်ထားတာလေးထည့်ပါတယ်ဒီနေရာမှာကျမကအရန်ကြီးမချင်စေပဲအနေတော်စားကောင်းအောင်ချင်းပေါင်ကိုတစ်စီးကစွန်ရွက်ကိုတစ်စီးသုံးပါတယ်ရှင်စရစ်လေးတွေရတဲ့အခါစရစ်လေးနဲ့လည်းကြော်ပြပါမယ်နော်ကဲဆက်ကြော်ကြစို့ရှင်အောက်ကအိုးမကအောင်နာနာမှွေရပါတယ်ရှင်အချင်းမစူးအောင်ကြက်သားမုံလေးနည်းနည်းထည့်ပါတယ်ရှင်အိုးချကနီးငရုတ်သီးတောင်လေးတွေထည့်ပါတယ်ရှင်ပြီးရင်တော့ဖြင့်ဟင်းတစ်မျိုးတည်းဖြင့်ထမင်းမြင်စီတော့ပဇွန်ချင်းပေါင်ကြော်ချက်လေးရပါပြီရှင်အခုလိုငပိသုံးစရာမလိုပဲပဇွန်နဲ့တင်အချင်းထိန်နဲ့နီးလေးနဲ့ကြောစားကြည့်ကြပါနော်အတိကချင်းပေါင်နဲ့ကစွန်တစည်းစီတာသုံးပါရှင်ချင်းပေါင်ကတော့ခက်လက်လက်တစည်းပါရှင်လိုက်လှုပ်စားကြည့်ကြပါရှင်ခုလိုမျိုးအရန်စားကောင်းတဲ့ဟင်းပွဲလေးတွေအပြင်နောက်ရက်မှာအတုပ်လေးတွေတုပ်ပြပေးမှာမလို့ကျမရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါအောင်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်